တယောက်ထဲပါကျင်နာသူရဲ့မင်းဝေးသွားတဲ့ခါတယောက်ချဲလာမေးတော့ငါတယောက်ထဲပါမင်းအကြောင်းကိုတွေးနေရင်နဲ့လွမ်းလာပြိုကွဲသွားရင်ကောင်းရင်လေဟင်းလင်းပြင်းပဲဖြစ်လိမ့်မယ်ပြင်းရတွေကိုစစ်လို့ယုံစားလိုက်မယ်ချစ်သူထားခဲ့တဲ့လေစားခြင်းများလေတယောက်ထဲလာမေးတော့ငါတယောက်ထဲပါလူဆိုတာဟာယောဝတ္ထုဟုတ်ပါတယောက်ထဲပါမင်းလေးဝေးကွာသွားလေ